အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့မလေးရှားကိုသွားစီကံပြရတဲ့ဗီဒီယိုလေးရဲ့အပိုင်းနှစ်ပါဒါမှမဟုတ်သွားစီကံပြလို့ပြီးသွားပြီပေါ့နော်ဒါကတော့သွားစီကံနာမည်သွားစီကံရဲ့လိပ်စာနဲ့ price detail လေးတွေကိုလည်းမွန် comment မှာရေးထားပေးမယ်နော်မွန်ကသွားပေါက်ဖာတာကတစ်ပေါက်ကို130နဲ့သွားကလင်းလေးလောက်တာကတစ်ခုလုံးတစ်ခါလောက်ကို130ပေးရတယ်မလေးရှား ringgit ပေါ့နော်သွားပိုးပေါက်2ပေါက်ဖာတာနဲ့ scaling လောက်တာက total 45မိနစ်လောက်ကြာပါတယ်ဒါကတော့ကိုသွားပေါ်မှာမူတည်တာပေါ့နော်စီကံတော့မပြခင်မှာဖုန်းဆက်ပြီး appointment ကြိုယူပြီးမှသွားဖို့မွန်အကြံပေးပါတယ်မွန်ရဲ့စီကံ appointment က17နာရီ12ခွဲလောက်မှာမွန်အကုန်လုံးလုပ်လို့ပြီးသွားတာပေါ့နော်အခုမွန်တို့ KSL မောကိုဟော့ပေါ်စားဖို့သွားနေကြတာပါမွန်တို့ Grab နဲ့ပဲသွားလိုက်ပါတယ်သွားစီကံကနေအဲ့ဒီမောကိုလည်း15မိနစ်လောက်ပဲစီးရပါတယ်ဟုတ်တော့ဗာလေမိတ်ထီလာဘယ်လိုဖြစ်လို့ရန်ဆိုလဲမိတ်ထီလာဖြစ်သွားတယ်အခုမွန်တို့စိုးကားတဲ့ကိုရောက်ပါပြီဦးတို့9ယောက်ဟော့ပေါ့ဘူဖေးစားကြမှာပေါ့နော်ဟော့ပေါ့ဘူဖေးစားကြမယ်ဒီမှာကသူက option တစ်ခုရှိရယ် regular နဲ့ superior ရှိ regular ကတော့သူတို့ display ပြထားတဲ့ဟာတွေကိုဝယ်စားလို့ရတယ်superior ကကြတော့ထပ်ပြီးတော့မှားလို့ရတယ်ပေါ့နော်တိုးသားတို့ကင်းမွန်တို့ဆယ်မွန်တို့ပေါ့နော်မှားလို့ရတယ်တယောက်ကိုsuperior ကတယောက်ကို ringgit 89ကျပ်ပေါ့နော်89ပေးရပါတယ်သူကဒီမှာရွေးချယ်စရာတွေရောပုံမှန်မူကထဆိုင်တွေဟော့ပေါ့ဆိုင်တွေလိုပဲ option တွေရှိရပါတော့ဒီမှာမွန်တို့ကကြတော့superior ယူထားတာဆိုတော့တီးတန့်ထပ်ပါတယ်တိုးသားတို့အမေးသားပြင်ဆယ်မွန်အဲ့လိုပေါ့နော်ထပ်ပြီးတော့မှားတယ်ပစုံနေပါတယ်ထပ်မှားတယ်ဒီမှာမောအကြိုက်ဆုံးကဘာလဲဆိုတော့ဆယ်မွန်ကဆယ်မွန်လို့ပဲခေါ်တာတင်တယ်เนาะမှားလားတော့မသိအဲ့ဟာလုံးဝ fresh ဖြစ်တယ်အဲ့ဒါကိုအကြိုက်ဆုံးပဲကျန်တာတွေကတော့ပုံမှန်ပါပဲအဲ့မှာမွန်တို့ဆယ်မွန်နေအများကြီးမှာစားကြတာပေါ့နော်ခနန်းနေရလေလုံးဝ fresh ဖြစ်တယ်အသားတွေကလည်းအပြည့်ပဲခနန်းနေလည်းအများကြီးစားခဲ့တယ်ပြောမယ်ဆိုရင်တော့တန်ပါတယ်ရှင်မွန်တော့ကတော့တန်ပါတယ်ပြီးရနဲ့အသီးစားပါမယ်အသီးတွေလည်းရှိပါတယ်ပြီးရင် ice cream နဲ့စားပါတယ်ပြီးအေးလေးတောက်ပါတယ်ဘာမှမလွတ်ခဲ့ပါဘူးအကုန်လုံးစားခဲ့ပါတယ်ပြီးရင် shopping မှာမွန်အမြဲတမ်းဘာတွေဝယ်လဲဆိုတော့သွားတိုက်စေးခေါင်းလျှော့ရေးပေါင်းစေးအဲ့ဒါတွေဝယ်တယ်ပေါ့နော်သူကစားလုံးစေးထက်သက်တာတယ်တချို့တူတာတွေလည်းရှိတော့စားလုံးစေးကိုတစ်ချက် check လုပ်ပြီးမှဝယ်ပေါ့နော်ပြီးရင်အရေးကြီးဆုံးကဘာလဲဆိုတော့ဆေးရည်ထဲမှာအရေးကြီးဆုံးကဘာလဲဆိုတော့ Panadol ကိုမှသူကအများကြီးအမျိုးရှိရပေါ့နော်5မျိုးအဲ့ဒါအမြင်မပြတ်ဝယ်ပါတယ်ပြီးရင်မွန်တို့ပြန်ဖို့လုပ်ပါမယ်ခုနက KSL Mall ကနေ City Square Mall ကိုကားပြန်စီရပါတယ်သူလည်း15မိနစ်ဝင်ချင်ပါပဲအဲ့ဒီမှာ City Square Mall ရဲ့ကရက်က immigration ပေါ့နော်အဲ့ရနေမွန်တို့ပြန်ပါပါ immigration ဖြတ်ပြီးတော့စာလုံးကားကိုစီးမယ်ပြီးသွားလို့ရှိရင်စာလုံး immigration ကိုဖြတ်မယ်ပြီးသွားလို့ရှိရင် Crunchy ကိုပြန်ရောက်မှာပေါ့နော်အဲ့ဆိုရင်တော့မွန်တို့ရဲ့ဒီနေ့ vlog လေးကပြီးသွားပါပြီတကယ်လို့သွားစေးကနဲ့ပတ်သက်ပြီးတော့သိချင်တာများတစ်ခုခုရှိခဲ့လို့ရှိရင်မွန်ကို comment မှာပဲဖြစ်ဖြစ်စာပို့ပြီးတော့မိထားလို့ရပါတယ်မွန်အတက်နိုင်ဆုံးဖြည့်ပေးပါမယ်နော်အဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်